ဒီအပိုင်းမှာတော့မင်းကြီးကဝိုင်းရင်နဲ့မေတော်ကြီးဘယ်လိုလှုပ်ဝက်ဆက်သွယ်နေလဲဆိုတာကိုရှာခိုင်းနေတာပါရှန်ရှိကဝါကျင်ကိုလှုပ်ဝက်ကူညီလိုက်ပါတယ်ဆရာမှုစိန်စားဖို့ပြီးဝါကျင်အင်ကိုစားသွားတင်ခိုင်းတာပါဆရာမှုကရုံးတော်ကအရာရှိတွေကိုပြစ်မှားပူးပါတယ်ဒါကြောင့်ရုံးတော်တစ်စိမ့်နဲ့လာတော့စိုးရိမ်သွားပါတယ်သူတင်ရတော့မယ်ဆိုပြီးသူ့သားတွေတပည့်တွေကိုခေါ်လိုက်ပါတယ်အတိပေးမယ်ဆိုပြီးစာဖွင့်ကြည့်လိုက်တော့မှဝါရင်ကိုစာတင်ဖို့ပြောထားတာဖြစ်နေပါတယ်ဒါကြောင့်ဝါရင်ကိုပြောင်းမလို့လုပ်တော့ရှန်တခင်လေးရောက်လာပြီးဒီကိစ္စကိုပဲထက်အကူကြီးတောင်းပါတယ်ဆရာမကဝါရင်ရောက်တော့ရှန်တခင်လေးအကူကြီးတောင်းလို့ဆိုပြီးလိန်လိုက်ပါတယ်ဝါကျင်ကကလေးတွေကိုလည်းတန်းပညာသင်ဖို့အတွက်ပါဆရာတယောက်ထက်ပြီးလိုက်ရှာနေတယ်လို့ရန်ရှိပြနေပါတယ်ချမ်းဆောင်ကသူ့သားကတန်းပညာတတ်တာမလို့သူ့ကိုခံဖို့ဝါကျင်ကိုပြောပါတယ်ဝါကျင်ကလက်မခံပါဘူးသူတို့မရိုးသားတာကိုရိတ်မိလို့ပါအလုံးမကန်တော့လစာထပ်တိုးပေးဖို့တောင်းဆိုပါတယ်ဝါကျင်လည်းမဖြစ်တာတော့လို့သဘောတူလိုက်ပါတယ်ခဏနေတော့ချမ်းဆောင်သားပါနှစ်ယောက်ကအကြံစီချုပ်ကိုတိုင်ပင်နေကြပါတယ်ဝါကျင်လည်းအဖွားစီအလဲသွားပါတယ်ဟိုရောက်တော့အဖွားကမျက်စိမကောင်းလို့စာချုပ်ဖက်ပြခိုင်းနေတာပါအဲ့စာကမေတော်ကြီးနဲ့ဝါသခင်မကြီးတို့အတိတ်ကအကြောင်းအရာတချို့ကိုရေးထားတာပါဝါကျင်ကတော့ဘယ်သူကပို့ရဲဆိုတာမသိပါဘူးပွဲတော်ရဲ့ရောက်တော့ဝါရင်ကမရှိစင်းရဲသားတွေကိုစံပြက်ဝေပြီးကုသိုလ်ယူပါတယ်မင်းကြီးလည်းသူ့မိသားစုနဲ့အတူညစာစားကြပါတယ်ရန်ရှိရောက်လာတော့မင်းကြီးကသူ့နားတိုင်ဖို့ခေါ်ပါတယ်တားတော်နှစ်ကလည်းထမပေးချင်ပါဘူးရန်ရှိရဲ့ဖေကလည်းသူ့ခုံနားမှာခေါ်ထားမယ်လို့ထပြောလိုက်ပါတယ်မင်းကြီးကစိတ်တိုင်းမကြောက်လို့ဒေါသထွက်သွားပါတယ်ရန်ရှိကိုခေါ်ပြီးသူ့စောနာကသူ့အပြုတ်မှုကိုရင်ထဲမထားနဲ့လို့ပြောလိုက်ပါတယ်မေတော်ကြီးကိုညစာစားဖို့ခေါ်တာနေမကောင်းပြောလိုက်လို့စိတ်တုန်နေတာလို့ပြလိုက်ပါတယ်ဝိုင်းရင်ကိုအပြစ်ပေးလို့ငါ့ကိုခုထိအခဲမကြေဖြစ်နေတာလို့ရန်ရှိကိုရှင်းပြနေတာပါဝိုင်းရင်အဆင်ပြေနေတာမေတော်ကြီးကူညီနေတာဖြစ်မယ်မေတော်ကြီးနဲ့ဝိုင်းရင်လှုပ်ဝက်ဆက်သွယ်နေတယ်လို့သတင်းရထားတယ်အဲ့ကိစ္စကိုအဓိကထားစုံစမ်းပါလို့ရန်ရှိကိုပြောလိုက်ပါတယ်ရန်ရှိလည်းမင်းကြီးနဲ့ချစ်သူကြားမှာလှုပ်ဆောင်ရခက်ခဲနေပါတယ်နောက်ဆုံးတော့တာဝန်ကိုထမ်းဆောင်ရင်ဝါကျင်ကိုလည်းလှုပ်ဝက်ကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်နန်းတော်ကပြန်တဲ့လမ်းမှာဝါကျင်နဲ့တွေ့ပါတယ်ဝါကျင်ကရန်ရှိကိုအနေအကင်းအဆောင်လေးပေးချင်လို့စောင့်နေတာပါရန်ရှိကကလေးတွေကိုတင်ပေးဖို့တိုင်းစီရရှာနေတာမတွေ့သေးရင်သူ့လို့ချင်တယ်လို့ပြောလိုက်ပါတယ်ဝါကျင်ကစန္ဒနဲ့တထက်ထဲဖြစ်နေတော့ပျော်ရမလို့ငိုရမလို့ဖြစ်နေပါတယ်တကယ်လာမဲဆိုဝမ်းသာတယ်လို့ပြောလိုက်ပါတယ်နောက်ရက်ရောက်တော့ဝါကျင်ကရန်ရှိကိုအိမ်ထဲမှာရှိတဲ့အခန်းတွေကိုလိုက်ရှင်ပြနေပါတယ်ဆောက်ရောက်တဲ့နေ့မှာပဲချန်ဆောင်ရဲ့သားကရန်ရှိကိုပြဿနာဆရှာပါတယ်ဝါကျင်ရောက်လာပြီးချန်ဆောင်ရဲ့သားကိုမောင်းထုတ်လိုက်ပါတယ်ဝါကျင်ကတော့ရန်ရှိကိုစိတ်ပူပြီးဘာဖြစ်သွားသေးလဲဘယ်နှထိခိုက်သွားလဲဆိုပြီးမေးလိုက်ပါတယ်ရန်ရှိကဝါကျင်ရဲ့ဂရုစိုက်မှုကိုရတော့ကျေနပ်နေပါတယ်နောက်ပိုင်းမှာတော့ချန်ဆောင်သားအဖရဲ့ရက်ဆက်ရုံမှခြင်းနဲ့ရန်ရှိရဲ့လှုပ်ဝက်ရှာဖွေခြင်းကိုကြည့်ရှုရမှာပါ